ဒီလို K-pop သချင်းဗီဒီယိုကြော်ညာနမူနာတွေရဲ့နောက်ွယ်ကအငင်းပွားမှုတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေရဲ့အတွက်ဒီအကြောင်းအရာကစိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်။မကြသေးခင်ကမှ K-pop အဖွဲ့ Billy ရဲ့ကြော်ညာနမူနာတစ်ခုဟာနာမည်ကြီးပြင်သစ် animation ကျောင်း Gobelins ကကျောင်းသားတွေရဲ့ရုပ်ရှင်ကို AI နဲ့ခိုးချထားတယ်လို့ဆွဆွဲခံခဲ့ရပါတယ်။ဒီလိုအခြေအနေမျိုးဟာဘလို့ဖြစ်လာတာလဲဆိုတာကိုလူအများကစတင်သိချင်လာကြပါတယ်။ပြင်သစ် animation ကျောင်း Gobelins ကတော့သူတို့ရဲ့2025ခုနှစ်ကျောင်းသားရုပ်ရှင်နီကိုလိုရဲ့ဒီဇိုင်းတွေကိုခွင့်ပြုချက်မရှိဘဲကူးယူထားတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီကိစ္စအတွက်ကိုရီးယားအဖွဲ့ Mystic Story ကိုဥပဒေကြောင်းအရအရေးယူမှုတွေပြုလုပ်သွားဖို့ချိန်ချောက်ခဲ့ပါတယ်။ဒီလိုမျိုးကြီးမားတဲ့ကျောင်းတစ်ကျောင်းကတရားဝင်အရေးယူမှုတွေပြုလုပ်မယ်ဆိုတဲ့သတင်းကြောင့်လူအများအံ့ဩခဲ့ရပါတယ်။ဧပြီလ23ရက်နေ့မှာ Mystic Story ကသူတို့ရဲ့ Billy အဖွဲ့ရဲ့ Secret No More သချင်းအတွက် Cartography of the Unconscious ဆိုတဲ့ကြော်ညာနမူနာကို online မှာထုတ်ပြန်ခဲ့ပါတယ်။ဒီကြော်ညာနမူနာထွက်လာပြီးမကြာခင်မှာပဲပရိသတ်တွေကဒါဟာ AI နဲ့ထုတ်လုပ်ထားတာဖြစ်ပြီးနီကိုလိုရုပ်ရှင်နဲ့အလွန်တူညီနေကြောင်းသတိပြုမိခဲ့ပါတယ်။ဒီအခြေအနေကလူအများကြားမှာလှည့်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။နီကိုလိုရုပ်ရှင်ရဲ့တွဲဖက်ဒါရိုက်တာ David Florian ကဒီကြော်ညာနမူနာကို AI slop လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။သူ့ရဲ့ရုပ်ရှင်ကိုခွင့်ပြုချက်မရှိဘဲဂုံပြူဖော်ပြခြင်းမရှိဘဲအသုံးပြုခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒီဒီဇိုင်းကနီကိုလိုရုပ်ရှင်နဲ့တစ်ထပ်တည်းတူညီနေတာဖြစ်ပြီးဉာဏ်ရည်တု AI ဆိုတာအမြဲတမ်းခိုးယူနေလိမ့်မယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ Mystic Story ရဲ့ CEO ဖြစ်သူဂျောင်ဆူဟန်ကအစပိုင်းမှာတော့ AI ကိုအမှုပညာရှုထောင့်ကနေအသုံးပြုတာကိုကာကွယ်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့ဖိအားပေးမှုတွေကြောင့်နောက်ပိုင်းမှာတော့ AI ကိုမလူအပ်ဖဲအသုံးမပြုတော့ဘူးလို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဧပြီလ25ရက်နေ့မှာတော့ကုမ္ပဏီရဲ့တရားဝင်ကြီးညာချက်ကစစ်ဆေးမှုအရခိုးချမှုသို့မဟုတ်မူပိုင်ခွင့်ချိုးဖောက်မှုမရှိဘူးလို့ဆိုခဲ့ပါတယ်။တွဲဖက်ဒါရိုက်တာ David Florian ကတငယ်ချင်းတွေနဲ့ကျောင်းနေဖက်ဟောင်းတွေရဲ့ Instagram ကနေ message တွေရရှိခဲ့လို့ဒီကြော်ညာနမူနာအကြောင်းစသိခဲ့ရပါတယ်။အစပိုင်းမှာတော့တချို့ပုံတွေကတန်တရားဖြစ်ဖွယ်ရရှိခဲ့ပေမဲ့ဗီဒီယိုတစ်ခုလုံးမှာအချို့မြင်ကွင်းတွေကတော့တူညီမှုကမယုံနိုင်လောက်အောင်သိတာလွန်းတယ်လို့သူကပြောခဲ့ပါတယ်။ Florian ကဒီဖြစ်ရပ်ကိုဉာဏ်ရည်တု AI စနစ်နဲ့ပတ်သက်ပြီးကျယ်ပြန့်တဲ့စိတ်ပြတ်အားငယ်မှုရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ရှုမြင်ပါတယ်။ဒီနည်းပညာကလူအများရဲ့ဖန်တီးမှုတွေကိုအလွယ်တကူရယူခွင့်ပြုနေပြီး Instagram လို platform တွေကလည်းအမှုပညာရှင်တွေအတွက်ဖယ်ထုတ်ဖို့ခက်ခဲအောင်လုပ်ထားတယ်လို့ဆိုပါတယ်။ကုမ္ပဏီတွေက AI အသုံးပြုမှုကိုထုတ်ဖော်ပြောဖို့မလိုအပ်တာကိုလည်းသူကစိတ်ပြတ်မိကြောင်းပြောကြားခဲ့ပါတယ်။ကိုယ်တိုင်စိတ်အားထက်သန်စွာပါဝင်ဖန်တီးခဲ့တဲ့ project တစ်ခုကိုတရားဝင်ထုတ်ပြန်မှုနဲ့ငွေကြေးအကျိုးအမြတ်အတွက်ပြန်လည်အသုံးပြုတာကိုမြင်ရတဲ့အခါတကယ်ကိုဆိုးရွားတယ်လို့ခံစားရကြောင်းသူကပြောပါတယ်။ဒီလိုခံစားချက်မျိုးဟာဖန်တီးသူတိုင်းခံစားရနိုင်တဲ့စိတ်ပျက်စရာအခြေအနေတစ်ခုပါ။ Gobelins ကျောင်းရဲ့တုံ့ပြန်မှုက Florian ကိုအံ့အားသင့်စေခဲ့ပါတယ်။သူကကျောင်းကိုချက်ချင်းဆက်သွယ်ခဲ့ပေမဲ့အစပိုင်းမှာတော့ဘာသတင်းမှမကြားခဲ့ရပါဘူး။ဒါပေမဲ့ကျောင်းကတရားဝင်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ဒီလိုမျိုးတရားဝင်ရက်တီပြီးအများသိအောင်ကြီးညာတာကိုမြင်ရတာအယမ်းကိုကောင်းပါတယ်လို့သူကပြောခဲ့ပါတယ်။ Gobelins ကျောင်းဟာသူတို့ရဲ့ကျောင်းသားရုပ်ရှင်တွေရဲ့ထုတ်လုပ်သူအဖြစ်နာမည်တင်ထားတာကြောင့်ကျောင်းသားဟောင်းတွေအတွက်တရားဝင်အရေးယူဆောင်ရွက်နိုင်ပါတယ်။ဒီလိုမျိုးတရားဝင်တရားစွဲဆိုဟာဉာဏ်ရည်တု AI စနစ်ကနေဖန်တီးထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတရားရုံးတွေကဘလို့ကင်တွယ်ဖြေရှင်းမလဲဆိုတာကိုနိုင်ငံတကာအဆင့်မှာပထမဆုံးစမ်းသပ်မှုတွေကတစ်ခုဖြစ်လာပါလိမ့်မယ်။ဒီဖြစ်ရပ်ကတော့ဉာဏ်ရည်တုစနစ်တွေဖန်တီးမှုအပေါ်တက်ရောက်မှုတွေဟာဘလောက်အထိအရေးကြီးလာပြီလဲဆိုတာကိုပြသနေပါတယ်။ဒီကိစ္စကအနာဂတ်မှာဖြစ်လာနိုင်တဲ့ပုံစံကြီးတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်လိုက်ပါတယ်။ဒီလိုမျိုးအကြောင်းအရာတွေဟာအမှုပညာနယ်ပယ်မှာဘလို့ဆက်ပြီးပြောင်းလဲဦးမလဲဆိုတာကိုသိကျင်တယ်ဆိုရင်တော့နောက်ထပ်အကြောင်းအရာတွေကိုဆက်လက်စောင့်မျှော်နေနိုင်ပါတယ်။